아자자. 야바 바두들래 과. 따로는 나예 에이, 나로아마 보과, 나로아마 보. 나가 따드나 뷰메네 과. 두냐레 사이. 보비 나로아마 보. 나라자 봉리 제니다 과 봉리 제니다. 도바အားလုံးပဲမင်္ဂလာပါပဲဗျာကိုဘေဒါရဲ့ပြောရအောင်မယ်ပြန်လဲစတင်ပါဗျာပြန်လဲစတင်ဒီတစ်ပတ်ရဲ့ခေါင်းစဉ်လေးကတော့မအားလာရဲ့တာလွန်ဘုံကျဲမှုများမအားလာရဲ့တာလွန်ဘုံကျဲမှုများစစ်အာဏာယူတွေဟာဟိုးအရင်အဆက်စစ်အာဏာယူတွေကနေစပြီးတော့အခုချိန်ထိတောက်လျှောက်ပေါ့ဗျာဒီလူတွေကဟိုးအရင်တုန်းကဘယင်နေမင်းနေအနော်ရထားတို့ကြံစစ်သားတို့လိုပေါ့ဗျာမင်းတို့ဘာလို့လဲပါတယ်ဗျလောင်မင်းတရားကြီးဥအောင်စီရဆိုတာလဲပါသေးတယ်အစုံမော့ဗျာကောင်းဘေးညွန့်ဘေးဆိုတဲ့မင်းတွေရဲ့ပုံစံကိုယူတယ်ဗျတခါလေသူတို့ဝင်စားတယ်ဆိုပြီးတော့လဲကြွားကြသေးတယ်ထုတ်ကြသေးတယ်ပေါ့ဗျာအဓိကတော့ဗျာသူတို့မင်းလောင်းဆိုတဲ့ပုံစံမျိုးအာနာကိုအဲ့လိုလဲယူကြသေးတယ်ဗျကဲအခုလဲလာပါပြီဗျာဒီပုတုတုလေးမင်းအောင်လှိုင်ဒီဂျဘူးကတော့သူကလည်းအဲ့လိုထက်ယူသေးတယ်ဗျာသူကတော့တခြားလူတွေနဲ့မတူအောင်ပေါ့ဗျာအရင်အာနာယူတွေနဲ့မတူအောင်သူကပိုပြီးတာလွန်တာလွန်ပြီးတော့အာနာယူတယ်ဆိုတဲ့ပုံစံမျိုးရအောင်တာလွန်မင်းတရားကြီးကိုဂုံပြူတယ်ဆိုတဲ့အနေနဲ့ဟိုတလောကပဲစစ်ရည်တစင်းသူကစပြီးတော့ပွဲထုတ်လိုက်တယ်ပေါ့ဗျာကြွားလုံးထုတ်လိုက်တယ်ဗျကဲထုတ်မှာပေါ့ဗျာသူကရရချီတာကိုအမြဲတမ်းဓာတ်ဒီနန်းနေရရတွေနဲ့အမြဲတမ်းယုံကြည်ပြီးတော့ဘာသာရေးကိုအမြဲတမ်းအယူလွဲနေတဲ့ပုံကိုကြီးကသူ့ကိုတာလွန်တယ်လို့ထင်ရအောင်တာလွန်နာမည်နဲ့ဆွဲထုတ်လိုက်ပါတယ်ဗျာကဲအဲ့လိုတာလွန်စစ်ရရင်ကြီးကိုပွဲထုတ်ကြွားလုံးထုတ်ပြီးတဲ့နောက်မှာကျဲလိုက်တဲ့ဘုံတွေဗျာတနိုင်ငံလုံးကိုပတ်ပြီးကျဲတာဗျာတေပမာပြည်အဝမာပြည်ဟိုးအောက်ကတိုင်းရင်းသားနယ်မြေထိကိုတောက်လျှောက်ကျဲတာဗျာပိုပြီးစိုးတာကတော့ဗျာကဲတကယ်ဇက်တူသားစားရှာတယ်ဗျာအမှန်တော့ဗျာတကယ်တမ်းဖမ်းမိတဲ့စစ်သုံးမန်းတွေကိုရက်ဆက်ဒီလိုဘုံကျဲတာလေရင်ရှစ်စီးနဲ့နော်လေရင်ရှစ်စီးနဲ့တော်ကိုရက်ဆက်လှုပ်ပြသွားတာအမှန်တော့ဗျာတကယ်တမ်းပြောရင်နှုတ်ပိတ်ထားပဲဗျာနှုတ်ပိတ်ထားပဲကဲ ICJ မှာ ICC မှာလူမျိုးတုံးတပ်ဖြတ်မှုတွေတဖြည်းဖြည်းသူ့ကိုဆွဲချက်တင်ချက်တွေများလာတဲ့ခါကျတော့ဒီလူတွေကိုတက်သေးအနေနဲ့တင်မြှောက်မှာကိုတင်သွင်းမှာကိုကြောက်တဲ့အနေနဲ့နှုတ်ပိတ်လိုက်တာပဲဗျာမနေ့ကဆိုလို့ရှိရင်တောက်လျှောက်အဲ့ဒါတွေနဲ့ပတ်သက်လို့ရင်ဖွင့်လာတဲ့လူတွေအများကြီးပဲဗျာအဲ့ထဲမှာဖမ်းမိတဲ့စစ်သုံးမန်းတွေထဲမှာလည်းအပွင့်ကြီးအခက်ကြီးရာထူးကြီးတွေကလည်းအများကြီးကိုရှိတာပေါ့ဗျာတချို့ဆိုလို့ရှိရင်တကယ်ကိုတနာစရာပါပဲလောက်ရက်လိုက်လေခြင်းဆိုပြီးတော့တကယ်ကိုသူတို့ရှင်ထဲမှာခံစားကြရတာဗျာဒါရင်မဲလားတဲ့မဟုတ်သေးပါဘူးဗျာသာသနာအယူလွဲဘာသာအယူလွဲပြီးတော့ကဲအခုဆိုလို့ရှိရင်ငကားဖျားဘော်ဒီမှာတဲ့ပြီးတော့ငကားဘူးတယ်ဟိုနားမှာလည်းငကားဘူးတယ်ဒီနားမှာလည်းငကားဘူးတယ်ပေါ့ဗျာစုရကီမူရကီဥရကီဂျူရကီဟာရှုပ်ချက်ကိုခတ်နေတာပဲဗျာသူတို့စကားတွေကဘာစကားတွေမှန်းကိုမသိတာပဲဗျာငကားဘူးတယ်ဆိုပြီးတော့ဘာသာရေးအယူလွဲကြတာတွေဗျာတောက်လျှောက်သူတို့လက်ထက်မှာကိုပေါ်လာတာဗျာဒါကြောင့်ထင်တယ်ဗျာအခုဆိုလို့ရှိရင်အညာကငကားကိုအဲ့လိုကြောက်လို့ငကားကိုတခါတည်းဆွဲသိမ့်လိုက်တာအဲ့ဒီငကားကတော့သူများတွေလို့မူရကီစူရကီဂျူရကီငကားမဟုတ်ဗျာသူကတော့မူစကူဒူးတဲ့ငကားဖြစ်နေတော့လဲသွားရှာပြီပေါ့ဗျာသွားရှာပြီပေါ့သူ့ဆက်နဲ့သူ့ရက်နဲ့ကတော့ဟုတ်နေတာပဲဗျာအညာငကားရဲ့ဇလန်းကလည်းခုချိန်ဒီကိုမပြီးသေးဘူးဗျာမပြီးသေးဘူးဒါတောင်ရှိသေးတယ်မျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေးအတွက်တဲ့တစုံတရာပေါ်လာလို့ရှိရင်24နာရီတိုင်ကြရန်ဆိုပြီးတော့အမေစကားဆရဲ့လော်ဘီဘောမအဖွဲ့မျိုးသမီးဒူဥက္ကဋ္ဌကနေပြီးတော့သူကလည်းမှားတမ်းချွေလိုက်သေးတယ်ဗျ
အဲ့လိုလုပ်ပြီးတဲ့ပြောပြီးတဲ့နောက်မှာပြောတာကတပိုင်းဘာပူကြီးရဲ့တပည့်ကျော်တွေကတော့မရင်းတက်ကြီးကိုဖြစ်လို့ဗျာရွာတွေကိုမီးရှို့ဖျက်ဆီးပစ္စည်းလူယုံကုန်တွေမဟုတ်ဘူးမျိုးကောင်းသားသမီးတွေတွေ့တဲ့မြအမျိုးသမီးအရွယ်ဆုံးပါပဲဗျာဟိုးအဖွားကြီးထိမထားဘူးဗျမဒိန်ကျင့်တက်ဖြတ်ပစ်တာကတော့တကယ်ကိုမရင်းတက်ကြီးကိုဖြစ်နေပါပြီဗျာကဲ24နာရီတိုင်ကြဖို့အဲ့မရင်းတက်နေတာလိုက်သွားပြီးတော့ဒုဥက္ကဋ္ဌရေမျိုးသမီးဒုဥက္ကဋ္ဌကဲကြံသေးတယ်ဗျာခလေးတငယ်တွေကိုလည်းဘလို့နီးနဲ့သူ့လိုအာနာယူရမလဲဆိုတဲ့ပုံစံတွေရိုက်သွင်းထားတာဗျနာခဲမျိုးဆက်တစ်တွေကိုကောင်းမေ့ညွတ်မေ့ဆိုတဲ့ပညာတွေကိုမသင်ခန်းဘူးဗျဘယ်ຫນွေရသည်အာကာသလိလာစူဇန်ကြီးခြေခံသင်နှန်းနေတောင်ဖွင့်ပေးအောင်မယ်ဆိုပဲဗျယူပြီဆိုမှတော့တကယ်ကိုတောက်လျှောက်ယူတဲ့ဒီပုတူတူလေးကမျိုးဆက်တစ်တွေကိုပါသူ့လိုယူအောင်တောက်လျှောက်ကိုလှုပ်ပြနေတာကတော့လက်တွေ့ပါပဲဗျာလက်တွေ့ပါပဲကဲလာပြန်ပြီနောက်တစ်မျိုးဗျာဘာပူကြီးကမယိုးရဘူးဗျာ73စီချွေကြရေးစနစ်စုံမစနစ်အကုန်ချွေကြတာပေါ့ဗျာသူ့လက်ထက်မှာစနစ်တွေကိုအာနာယူပြီးအယူထားပြီးထားလောက်တဲ့စနစ်တွေကကဘာမှာမြန်မာပဲရှိတယ်ဆိုပြီးသူ့ရဲ့ lobby တွေကနေပြီးတော့မြောက်ပေးပင့်ပေးတိုင်းသူကလည်းကြွားလုံးတွေကထုတ်တယ်ဗျာထုတ်လဲထုတ်เสียပေါ့ဗျာသူ့မှာလည်းဘောမ lobby တွေကလည်းတောက်လျှောက်ရှိတာဟုတ်ဗျာအခုလဲလာကြပြီဗျာဖားတာပြန်ဖားနေပြီဗျာအဘာဘောကိုမှခဏခလုတ်တိုက်ခလုတ်တိုက်တော့သူ့ဘာဘဝဲမှမပေးလဲမပေးရောကဲကျော်မျိုးမင်းတယောက်ကတော့ဒုက္ခတွေရောက်ပြီအခုတော့ဘောပြန်မနေပါပြီဗျာဘယ်လိုဘောပြန်မလဲဆိုတဲ့ခါကျတော့သူကလည်းဗျောင်လိန်နော်လိန်စင်ကဲညောင်လေးပင်ဘက်မှာစစ်ကောင်စီကစစ်တပ်ကပေါ့ဗျာဘာသားတွေဒီစစ်ကြုံတွေဖက်စစ်တပ်တွေကနေပြီးတော့ပြည်သူ40ကျော်ကိုတပ်ဖြတ်သွားတာဗျာဒီကြားတဲ့တစားကန်နေနဲ့ဖမ်းထားတဲ့လူတွေကလည်းအများကြီးပဲဗျာကဲဒီလောက်ကြီးရှင်းနေတာတောင်မှသူကဒီစနစ်က KNU ကလှုပ်တယ်ဆိုပြီးတော့သူကပေါ်တင်ကိုလိန်ပြီးတော့လိန်စင်သဘောမျိုးနဲ့ကိုဖားလိုက်သေးတယ်ဗျာသဘောကတော့ဗျာသူ့ကိုဘာကြီးများပြန်ကြည့်မလားဆိုပြီးတော့ဖားရှာတာအဲ့ဒါကြော်မျိုးမင်းဗျာကဲသူကလည်းဘလူနဲ့မှမတူအောင်ကိုမပေးတယ်ဘောမတယောက်ပါပဲဗျာကဲအခုဆိုလို့ရှိရင်နောက်ထပ်တိုးတယ်ဗျာအဖြောရမကာနဲ့ရက်နဲ့ပတ်သက်တာပေါ့ဗျာအဲ့နဲ့ပတ်သက်လို့ရှိရင်နမူနာမကြွေးရဘူးမကြော်ညာရဘူးဒါမျိုးတွေပေါ့ဗျာဥပဒေတွေထပ်ထုတ်ပြန်တာပေါ့ဗျာရေမျိုးနဲ့ပတ်သက်တဲ့ဥပဒေတွေကိုဘလောက်ပဲထုတ်ပါဘလောက်ပဲလို့ဒီစားခွင်တွေအကုန်လုံးကတော့ဘာပူကြီးရဲ့တပည့်ကျော်တွေရဲ့ခွင်တွေပါပဲဗျာသူကလည်းအခြေခံအုံးမြစ်လေးတွေချပေးခဲ့တယ်ဗျာနောက်ဆိုရတစ်အတွက်ကိုလုံပိုင်ခွင်တွေစားတောက်ခွင်တွေတခါတည်းကိုချပေးခဲ့တာဗျာဘာပူကြီးကသူ့ရဲ့စေတနာတွေပေါ့ဗျာဒီကြားထဲမှာသူ့တပည့်တယောက်ကလည်းလက်ဆောင်ထက်သေးတယ်ဗျာပြန်ကြားရေးဝင်ကြီးမောင်အုံးတဲ့အမှန်ကမောင်အုံးမဟုတ်ဘူးဗျာမောင်ဘုံဖြစ်နေတာဘုံသလားမမင်းနဲ့ဗျာသူ့ကိုငွေမပေးရင်ဘာမှကူမရတဲ့မောင်ဘုံဗျာရသမျှအိတ်ထဲအကုန်ထက်လာထားပဲပြန်ကြားရေးရဆိုမှတော့အကုန်လုံးရုပ်ရှင်လားဂီတလားသဘင်လားအကုန်လာထားပဲသူ့ကိုပေးမှဂါမရမယ်ရေလောင်းမှရမယ်ဆိုတာမောင်ဘုံပါပဲဗျာအပျော်ပါဆိုရင်လည်းလာထားဗျာဟိုတယ်မှာကိုစပွန်ဆာပေးထားတာကပြန်ကြားရေးဝင်ကြီးမောင်အုံးပါတယ်ဗျာတေချာတာကတော့မောင်အုံးမဟုတ်တော့မောင်ဘုံလာမင်းဆိုလားကြပြာဆိုလားဒီကြီးမိုးဆိုသလားမလလာဝင်းဆိုသလားပေါ့ဗျာဟိုရက်ကဘောမလော်ဘီတွေအော်ရာနဲ့ကိုတန်းကိုဆွဲစီတာပဲဗျာတန်းဖမ်းတာပဲဗျာအဲ့ဒါကြောင့်ပြောပါတယ်အော်လှော်တာဘောမလီလှော်သည်များအော်သည်များငါတို့ဘောမကွာဆိုပြီးငါတို့အော်ရာနဲ့ကိုတန်းဖမ်းရှာတာဗျာအကုန်လုံးသတိသာထားဆိုင်းစရာကြီးသတိထားအောင်ရှေ့တယောက်တော့မသွားပြီဆိုင်းစရာလှဲ့ပဲကြံမာတော့တယ်ဗျာကဲမြောက်ဥက္ကလာဘမှာလည်းရှိသေးတယ်နော်ကိုလာရွှေကြီးတို့တစုကိုကဲသူ့ရဲ့ဆရာဇာယာဖားကမိသားစုလိုက်ကိုဗျာစော်ထဲ့သွားတာကားနဲ့တိုက်တယ်တန်ဒုံးနဲ့ရိုက်တယ်ဗျာမှတ်ပလားကိုလာရွှေကြီးတို့
ဒါလောက်တောင်ပတ်စံတောင်းချက်နဲ့ကောင်းနေရုပ်မာနေတဲ့ကောင်းနေရက်ဆက်နေတဲ့ကောင်းနေဆိုပြီးအညိုးနဲ့ကိုတကယ်ကိုကားနဲ့တိုက်တန်ထုံးနဲ့ရိုက်အရှင်ကားလို့စော်ချသွားတာကိုလာရွှေနှစ်ကောင်တော့ဂိန်သွားရှာတယ်ဗျာဂိန်လဲဂိန်ချင်းစရာပါပဲဗျာယူဇနာပလာဇာနာကရွှေဆိုင်တဆိုင်ကိုဓမြတိုက်တာကလဲဒူရဲအုပ်ပါတယ်ဗျာကဲဘာဘူးကြီးလက်ထက်မှာတော့ကိုလာရွှေကြီးတို့ကတော့အပြက်အသက်ကိုအနိုင်ယူနေတာပါပဲဗျာအပြက်အသက်ကိုအနိုင်ယူနေတာပါပဲကဲကြံသေးတယ်ဗျာဘာတွေလဲဆိုတဲ့ခါကျတော့ကျွန်တော်ရင်တော့ကြားဘူးပါတယ်ဗျာမြန်မာအာကစားကဘာကိုလွှမ်းရမည်တဲ့တချင်းလေးတွေရင်တော့အသိဆိုလို့ကောင်းတာဗျာတကယ်လဲရွှေခေတ်ရောက်ခဲ့သေးတာဟုတ်ဗျာဒါပေမဲ့အခုတော့သွားရှာပါပြီဗျာမြန်မာအာကစားကဘာကိုလွှမ်းမလွှမ်းတော့မသိဘူးဒီမင်းအောင်လိုင်းလက်ထက်ဘာဘူးကြီးလက်ထက်ကဘောမနေတဲ့ဘောသမားအာကစားတွေကတော့ဗျာကွင်းတွင်ခြေစွမ်းနဲ့အပြင်လက်စွမ်းကပိုးကိုထက်နေတာပဲဗျာကဲချလိုက်ပြီဆိုရင်မြန်မာအာကစားသမားတွေပါပဲဗျာဘောသမားတွေလက်စွမ်းထက်တာတော့တေးကြတဲ့နောက်ဆိုရလက်ထက်မှာကဲကြိုက်ခံရေးတက်တဲ့ဖို့ဆိုရလက်ထက်မှာဆိုလို့ရှိရင်မောင်မောင်လွင်ကားတော့အာကစားဝင်ကြီးတောင်ဖြစ်နိုင်ပါတယ်ဗျာသူ့ရဲ့လက်စွမ်းနဲ့ဟောဒါနဲ့ကြားပြီးလားစားသတိသွားသတိလာသတိအမြဲတမ်းသတိရှိကြနော်တိတ်မကြခင်ရပဲဘာဘူးကြီးကရှောင်းတခင်အဲစင်းစစ်မယ်ဆိုတဲ့အမိန့်ကိုထပ်ထုတ်လိုက်ပြန်ပြီဗျာတေးကြတာတော့ဗျာအိမ်နေမထင်သလိုသူတို့မထင်သလိုလှုပ်ရှားမဲ့အကွက်ပေါ့ဗျာတကယ်တမ်းပြောလို့ရှိရင်ခဏစစ်မယ်ရှောင်းတခင်စစ်မယ်ဟိုမကြစစ်မယ်ပေါ့ဗျာပြောကျင်တာတော့မကြငွေညှစ်မယ်ဆိုတာပြောကျင်တာပါဗျာတကယ်တမ်းဆိုလို့ရှိရင်အဲ့ဒါဘာဘူးကြီးဖြစ်တဲ့လူတွေပါပဲဗျာ